မြန်မာနိုင်ငံသူနိုင်ငံသားများသဘာဝဘေးအန္တရာယ်နဲ့လူကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်အသွေးတွေကနေကင်းဝေးကြပါစေကြောင်း PPTV အဖွဲ့သားများကမြစ်တာပို့သလိုက်ရပါတယ်။အခုချိန်ကနေစပြီး PPTV မိုးလေဝသခန့်မှန်းချက်အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရသက်တပတ်မိုးလေဝသခန့်မှန်းချက်2021ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှနိုဝင်ဘာလ9ရက်နေ့အထိမိုးလေဝသအခြေအနေတွေကိုတင်ပြသွားပါမယ်။ယခုကာလဟာမြန်မာနိုင်ငံတနိုင်ငံလုံးမှာအရှိမြောက်မုတ်တုံလေတနည်းအားဖြင့်စောင်းမုတ်တုံလေဝင်ရောက်နိုင်ရန်အတွက်အခြေပြောင်းကာလဖြစ်ပါတယ်။ယခုမိုးလွန်ကာလဟာအရှိတောင်လေနဲ့အနောက်မြောက်လေများအားပြိုင်တိုက်ခတ်တဲ့ကာလလည်းဖြစ်ပါတယ်။ယခုရက်သက်တစ်ပတ်အတွင်းတောင်တရုတ်ပင်လယ်နဲ့ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတို့မှာမကြာခဏဖြစ်ပေါ်လာနိုင်တဲ့လေဖိအားနဲ့ရေမုန်များကြောင့်အာရှတိုက်တောင်ပိုင်းမြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာအချိန်အခါမဟုတ်တဲ့ဆောင်းဦးမိုးထပ်မံရွာသွန်းလာနိုင်ပါတယ်။ဆောင်းသီးနှံဆိုင်တောင်သူများအနေနဲ့မိုးလေဝသဖြစ်စဉ်တွေကိုအလေးထားဖို့လိုအပ်ပါတယ်။လက်ရှိလာနီညာဖြစ်တန်စွမ်းမှာ2021ခုနှစ်နိုဝင်ဘာ၊ဒီဇင်ဘာနဲ့2022ခုနှစ်ဇန်နဝါရီလအတွက်81%ဖြစ်ပါတယ်။ယခုရက်သက်တစ်ပတ်အတွက်သတိပြုရန်ကတော့လာနီညာဖြစ်စဉ်တက်ရောက်မှုစတင်လာတာကြောင့်အရှိလေဝေလိုင်းတွေမုန်တိုင်းငယ်တွေနဲ့လေပွေလိုင်းအကျွင်းအကျန်တိမ်တိုက်တွေကြောင့်အာရှတိုက်တောင်ပိုင်းမြန်မာနိုင်ငံတောင်ပိုင်းအရှေ့ပိုင်းနဲ့အလဲပိုင်းဒေသတွေပေါ်နိုဝင်ဘာလ1ရက်မှ9ရက်အတွင်းမိုးများထစ်ချုံရွာသွန်းနိုင်မှာကြောင်းကြိုတင်အသိပေးအပ်ပါတယ်။နိုဝင်ဘာလ1ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းတို့မှာတောင်ပြန်လေနဲ့မြောက်ပြန်လေတို့တလဲစီစတင်တိုက်လာနေပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာအရှေ့ဘက်မှလေပြင်းများတိုက်ခတ်နေနိုင်ပါတယ်။အဆိုပါအရှိလေများဟာရေငွေများတည်ဆောင်လာပြီးမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုမိုးရွာစေနိုင်ပါတယ်။တိရိလင်္ကာနိုင်ငံပေါ်မှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နေပါတယ်။မိုးအခြေအနေမှာရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျ၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရခိုင်ပြည်နယ်တောင်ပိုင်း၊နေပြည်တော်နဲ့မန္တလေးတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာအရှိတောင်ဘက်မှာလေဟာတနအီလ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာလ2ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းတို့မှာတောင်ပြန်လေနဲ့မြောက်ပြန်လေတို့တလဲစီစတင်တိုက်လာနေပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာအရှိဘက်မှလေပြင်းများတိုက်ခတ်နေနိုင်ပါတယ်။အဆိုပါအရှိလေများဟာရေငွေ့များတည်ဆောင်လာပြီးမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုမိုးရွာစေနိုင်ပါတယ်။တိရိလင်္ကာနိုင်ငံပေါ်မှာလေပွေလိုင်းတစ်ခုဖြစ်ပေါ်နေပါတယ်။မိုးအခြေအနေမှာရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာနေရာကျကျ၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်၊မန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာအရှိတောင်ဘက်မှလေဟာတနအီလ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာလ3ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းတို့မှာတောင်ပြန်လေအားလျော့လာပြီးမြောက်ပြန်လေဟာအားကောင်းစွာစတင်တိုက်ခတ်နိုင်ပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာအရှိဘက်မှလေပြင်းများအားပြန်လျော့ကျလာနိုင်ပါတယ်။အဆိုပါအရှိလေများဟာရေငွေ့များတည်ဆောင်လာပြီးမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုမိုးရွာစေနိုင်ပါတယ်။တိရိလင်္ကာနိုင်ငံပေါ်မှာလေပွေလိုင်းတစ်ခုဖြစ်ပေါ်နေပါတယ်။မိုးအခြေအနေမှာရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာနေရာကျကျ၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်နဲ့မကွေးတိုင်းတို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာအရှိတောင်ဘက်မှလေဟာတနအီလ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာလ4ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းတို့မှာတောင်ပြန်လေအားလျော့လာပြီးမြောက်ပြန်လေဟာအားကောင်းစွာစတင်တိုက်ခတ်နိုင်ပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာအရှိဘက်မှလေပြင်းများအားပြန်လျော့ကျလာနိုင်ပါတယ်။အဆိုပါအရှိလေများဟာရေငွေ့များတည်ဆောင်လာပြီးမြန်မာနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုမိုးရွာစေနိုင်ပါတယ်။တိရိလင်္ကာနိုင်ငံပေါ်မှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာအားပျော့ပြက်ပြဲသွားနိုင်ပါတယ်။မိုးအခြေအနေမှာကယားပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းနဲ့မွန်ပြည်နယ်တို့မှာနေရာကျကျ၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာအရှိတောင်ဘက်မှလေဟာတနအီ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာလ9ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလဲပိုင်းတို့မှာအနောက်မြောက်ပြန်လေတို့အားကောင်းစွာစတင်တိုက်ခတ်လာနေပါတယ်။
မြန်မာနိုင်ငံအောက်ပိုင်းမှာအရှိတ်ဘက်မှလေပြင်းများဆက်လက်အားလျော့ကျလာနိုင်ပါတယ်။အဆိုပါအရှိတ်လေများဟာရေငွေ့များတည်ဆောင်လာပြီးမြန်မာနိုင်ငံအရှိတ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုမိုးရွာစေနိုင်ပါတယ်။မိုးအခြေအနေမှာကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာနေရာကျကျ၊အေရီတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာအရှိမြောက်ဘက်မှလေဟာတနအီလ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာလ6ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာအနောက်မြောက်ပြန်လေတို့အားကောင်းစွာစတင်တိုက်ခတ်လာနေပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာအရှိဘက်မှလေပြင်းများဆက်လက်အားလျော့ကျလာနိုင်ပါတယ်။အဆိုပါအရှိလေများဟာရေငွေ့များတည်ဆောင်လာပြီးမြန်မာနိုင်ငံအရှိပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုမိုးရွာစေနိုင်ပါတယ်။မိုးအခြေအနေမှာတနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊အေရီတိုင်း၊ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်၊နေပြည်တော်၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာမြောက်အရှိမြောက်မှလေဟာတနအီလ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။နိုဝင်ဘာလ9ရက်နေ့အတွက်ခန့်မှန်းချက်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အလယ်ပိုင်းတို့မှာမြောက်အရှိမြောက်လေတို့ပြောင်းလဲ၍စတင်တိုက်ခတ်လာနိုင်ပါတယ်။မြန်မာနိုင်ငံအောက်ပိုင်းမှာအရှိဘက်မှလေပြင်းများဆက်လက်အားလျော့ကျလာနိုင်ပါတယ်။မိုးအခြေအနေမှာတနင်္သာရီတိုင်း၊မွန်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်း၊နေပြည်တော်၊မကွေးတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးကြံဒေသများမှာတော့တိမ်အထင်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်မှာမြောက်အရှိမြောက်ဘက်မှလေဟာတနအီလ9မိုင်မှ10မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်ရှိနိုင်ပါတယ်။